Luru loba chikala nai dupika bi ngamoye jang yopwe taumya pyasija i Doda daya pwala dokha dhammu yuado Tarawa phombong pyohong amya lenne pyankhen chin jin taja tui chong ja i Moha lonya balu sado thupya yoga phitta pa i Ai cắt tàu mà lưu đi mà chôn như này cắt tàu mà hả bé cái này là lên luôn sáng sớm chỉ lại đó lưu đi ya sinh ra lúc mà á chỉ lo này đấy lo ba đô ta moha cái này bỏ la đấy cái chỉ tàu mà bé cái là lo ba đô ta moha cái này sinh ra la đấy Luru loba chikala nai dupika bi ngamoye jang yopwe taumya pyasija i lo janga nga ati pe de Luri siatနှလုံးမှာမတရားလောဘတွေတိတ်အားကြီးလာရင်လူလောကကြီးအငတ်ဘေးဆိုင်တတ်တယ်လူစိတ်နှလုံးမှာလောဘတွေအားကြီးလာရင်လူလောကကြီးဘာဘေးဆိုင်နိုင်လဲအငါဘေးဆိုင်တယ်ဒုပိခပြီးဆိုတာလူလောဘကနေလာတာအဲ့တော့ဒုပိခအငါဘေးမကြုံရင်ကိုယ်စိတ်နှလုံးကလောဘကိုလျှော့ချမှဖြစ်မှာပေါ့မှားရလားပိဿကြီးအဲ့လောဘလျှော့ချဖို့တော့ဟလာတရားအလုပ်ကိုမထုတ်ကြဘူးပါဇက်ကကြီးပဲဘယ်လေးပါကသုံးပါမှကင်းဝေးရပါလို့ရတယ်ပါဇက်ကကြီးဆိုတောင်းနေတာဥစဉ်စာအုပ်ကလေးတွေကိုအပမာဒမဂ္ဂဇင်းမှာအရင်တော့ရေးထားတဲ့ဆောင်းပါးလေးတွေတရားဓာတ်စာအုပ်ကလေးလက်ကမ်းလေးတွေလုပ်ပြီးတော့ဖြန့်ထားတာရှိပါတယ်အဲလူလောဘဒေါသမောဟနဲ့ကသုံးပါဆိုတဲ့ဆောင်းပါးလေးနာဂစ်မုံတိုင်းအေယဝရီတိုင်းအနာဂစ်ပြီးကစားရေးပြလိုက်တဲ့ဆောင်းပါးလေးအခုဖြန့်ထားတယ်ကသုံးပါနဲ့လူလောဘဒေါသမောဟနဲ့မပတ်သက်ဘူးလားပတ်သက်သလားLuru loba chikala nai dupika bi ngamoye jang yopwe taumya pyasija i Lu loba ne anga bi belu patat tale soda dhamma pita jeru sinsa miဖို့ရစဉ်းစားမိတလောက်ပြောပြမယ်ဒီနေ့ဦးဇင်းတို့နေတဲ့ကဘာကြီးဟာတနှစ်ထက်တနှစ်ပူလာတဲ့လားအေးလာတဲ့လားGlobal warming problem ဆိုတာကမ္ဘာကြီးပူနွေးမှုပြဿနာတဲ့အနောက်တိုင်းသိပ္ပံပညာရှင်တွေမကြာမျက်လုံးမျက်စံပြူနဲ့ထအော်ရတယ်ကမ္ဘာကြီးပူနွေးမှုပြဿနာဘာပြဿနာဒီနေ့ဦးဇင်းတို့ဓမ္မပိဋကတို့နေတဲ့ကမ္ဘာကြီးကတနေ့ထက်တနေ့ဘာဖြစ်လာတဲ့တော့ပူလာနေတယ်တဲ့အဲ့ဒါလက်တွေ့ရောမဟုတ်ဘူးလားဟုတ်သလားဒီကဘာကြီးကဘာဖြစ်လို့ပူလာတာတို့မအေးလို့ပူတာပေါ့ကိုရောလို့တာဖြေလိုက်ပါတော့ကဘာရဲ့လေတုမြေတုရေတုတဲမှာကာဗွန်ဒိုင်အောက်ဆိုက်များနေပြီလူသားရဲ့အသက်ကိုအန္တရာယ်ပေးနိုင်တဲ့ကာဗွန်ဒိုင်အောက်ဆိုက်အပူဓာတ်တွေအခုအငွေ့တွေဓာတုဗေဒအညစ်အကြေးတွေဖန်လုံအိမ်ဓာတ်ငွေ့တွေဒါတွေဟာလေတုရေတုမြေတုတဲမှာများလွန်းနေပြီတဲ့ဗျာအခုလေတုတဲမှာအပူဓာတ်တွေမများဘူးလားများသလားများပါတိုက်လာတဲ့လေကိုကမအေးဘူးတိုက်လာတဲ့လေကိုကဘယ်လိုကြီးတော့ပူးနေတာပဲလေထုထဲမှာကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်တွေများနေတယ်ဒါဖြင့်ဒီကာဗွန်ဒိုင်အောက်ဆိုက်ကိုထုတ်လွတ်နေတာတရိစ္ဆာန်တွေလားလူတွေလားလူအသက်ကိုအန္တရာယ်ပြုတ်တဲ့ဒီကာဗွန်ဒိုင်အောက်ဆိုက်ဓာတုဗေဒအညစ်အကြေးတွေထုတ်လွတ်နေတာတရိစ္ဆာန်တွေလားလူတွေလားနေ့စဉ်ဒီလေးတစ်ကမ္ဘာလုံးမှာနော်ကမ္ဘာ energy
ကဘာရဲ့စွမ်းအင်ကိုနေ့စဉ်အသုံးပြုနေရတယ်အခုလျှက်စစ်မီးတွေလင်းဖို့ရ energy မလိုဘူးလားကားတွေဆိုင်ကယ်တွေမောင်းဖို့ရ energy စွမ်းအင်မလိုဘူးလားဒီနေ့တကဘာလုံးရဲ့60ကျော်ရာခိုင်နှုန်းသောစွမ်းအင်ကိုဘယ်ကနေရတယ်လဲဆိုရင်ရုပ်ကျွင်းလောင်စာဖြစ်တဲ့ကြောက်မီးသွေးတို့ဓာတ်ဆီတို့ဒီဇယ်တို့ရေနံတို့ကနေရတယ်။ကဲဆိုင်ကယ်တွေစီထက်မောင်းလို့ရေထက်မောင်းလို့ရသလား။ဘာထက်မောင်းရတာဓာတ်ဆီကားတွေလည်းထို့တူပဲလေရေထက်မောင်းလို့ရလားဓာတ်ဆီတို့ဒီဇယ်တို့ထက်မောင်းရတာမို့လားအဲ့ဒီကားတွေကလည်းတကဘာလုံးတိုင်းတန်နဲ့နေ့စဉ်လေပတ်ပြီးတော့မှနေတာပါကြည့်ပေါ့ဆိုင်ကယ်တစ်စီးများဟဲ့လားနှိုးလိုက်တယ်ဆိုလို့ရှိရင်အိတ်ဇောကဘာတွေထွက်လာအခိုးတွေထွက်မလာဘူးလားအဲ့ဒီအိတ်ဇောနဲ့နှာခေါင်းသွားကတ်ကြည့်ပါလားဘယ်နဲ့နေတော့ဒါပဲလူအသက်ကိုအန်ဒီပေးတဲ့ဒီကာဗွန်ဒိုင်အောက်ဆိုက်အပူဓာတ်တွေအခုအငွေ့တွေဓာတုဗေဒအညစ်အကြေးတွေနေ့စဉ်တကဘာလုံးမှာရှိတဲ့ရင်ပေါင်းများစွာစက်ယုံပေါင်းများစွာကနေမထုတ်ဘူးလားထုတ်သလားထုတ်ပါနော်ကဘာကြီးပူနွေးမှုပြဿနာဒီနေ့တကဘာလုံးရင်ဆိုင်နေရတဲ့ပြဿနာဟာဘာပြဿနာကဘာကြီးပူနွေးမှုပြဿနာတဲ့မကြုံမနေရဘူးလားကြုံနေရတယ်တတိထားကြညံနဲ့နေကြနော်ခန္ဓာကိုအလိုမလိုက်နဲ့ပူလာပြီတဲ့ဟုတ်တာပဲဒီနေ့ပဲအပူလိုင်းဖြတ်မလို့မနဲ့ဖြင်မဲ့အပူလိုင်းဖြတ်မလို့နဲ့ကဘာကြီးကအတော့ပြောင်းလဲဖောက်ပြန်နေပြီကဘာလေတုရေတုမြေတုထဲမှာအဲ့ဒီဖန်လုံအင်ဓာတ်ငွေတွေကရှော့ချမှကိုဖြစ်တော်ပဲတဲ့ရှော့ချမှဖြစ်တော်မဲတဲ့1997တော့သတင်းတစ်ခုကြားလိုက်တယ်ဂျပန်နိုင်ငံကျိုတိုမှာကမ္ဘာစက်မှုအင်အားကြီးနိုင်ငံတွေ145နိုင်ငံမှတ်ပါတယ်စီဝေးထိုင်ကြတယ်သဘောတူစာချုပ်တွေချုပ်ကြလက်မှတ်တွေထိုးကြစီဝေးတဲ့ခေါင်းစဉ်ကဘာတုံးဆိုတော့ဖန်လုံအိမ်ဓာတ်ငွေလျှော့ချရေးတဲ့ပါလျှော့ချရေးတော့ဓာတုဗေဒအညစ်အကြေးတွေခိုးအငွေ့တွေကိုလျှော့ချမှဖြစ်တော့ပဲတဲ့ကမ္ဘာလေတုရေတုမြေတုထဲမှာလူသားရဲ့အသက်ကိုအန္တရာယ်ပြုတဲ့ဒီဓာတ်တွေဟာလျှော့မှဖြစ်တော့မှာအဲ့တော့နိုင်ငံပေါင်းများစွာစည်းဝေးကြလက်မှတ်ထိုးကြအဲ့တော့နိုင်ငံကြီး2နိုင်ငံလက်မှတ်မထိုးဘယ်နိုင်ငံလို့ဆိုတော့တိတယ်မပြောတော့ပါဘူးမထိုးနိုင်ဘူးတဲ့မထိုးဘူးဘာဖြစ်လို့မထိုးတယ်လဲဆိုတော့ဒီကုံထုတ်လုပ်မှုတွေစက်ယုံတွေကနေရှော့ချရင်ငါတို့တိုင်းပြည်ကုံထုတ်လုပ်မှုကျဆင်းသွားမှာပေါ့ငါတို့တိုင်းပြည်ကုံထုတ်လုပ်မှုကျဆင်းသွားရင်တို့တိုင်းပြည်စီးပွားရေးနောက်တန်းရောက်သွားမှာပေါ့လောဘပိုက်သာကြီးတို့ဘာလဲလူတို့လောဘကြီးကာလ၌ဒုပိခါပြီးငမွေကြောင့်ရိုးဖွေးတောင်မြပျက်စီးကြ၏အဲ့လောဘကြောင့်ဟဲ့လားလက်မထိုးဘူးကုံထုတ်လို့မလျှော့နိုင်ဘူးမလျှော့တော့ထုတ်ပေါ့စက်ယုံလေးဟဲ့လားဒီအခိုးငွေတွေကာဗွန်ဒိုင်အောက်ဆိုက်တွေထုတ်ပေါ့အခုအဲ့ဒီလက်မထိုးနိုင်ပါဘူးဆိုတဲ့တကယ်စက်မှုအင်အားကြီးနိုင်ငံတွေကကိုယ်ရဲ့ဒီနေ့ဥဆောင်ပြီးတော့တကဘာကြီးဖောက်ပြန်ပြောင်းလဲမှုကိုအလေးထားဆောင်ရွက်နေကြရပြီကဘာကြီးပူနွေးမှုပြဿနာဘာပြဿနာ